လူအတိတရားတတလောကတွင်တတဝအမျိုးမြည်ပေါင်းကတိကတာမရေတွက်နိုင်အောင်ရှိသည်ဂုံနေကိုကလေးရေနေဆယ်ကလေးဟုအဆိုရှိသည်အကောင်ရေတွက်သည်လဲတိုးပွားလျက်ရှိသည်ထိုတတလောကတွင်လူဖြစ်လာရသည်မှာအလွန်ကံကောင်းပေသည်လူသည်အတိညာရှိဆုံးသောအတိုးတက်ဆုံးသောတတဝဖြစ်၍ဂျမ်းကံအရာလူဘဝကိုရဖို့ရန်မှာလူပြည်ကအတ္တချောင်းနှင့်မြမပြည်ကချလိုက်သောအတ္တချောင်းတို့ထိတ်ဖျားခြင်းထိမိရန်ထက်ဝ၍ခဲရင်ကြောင်းမဟာသမုတ်တရားတွင်မျောပါနေသောနဖားရှိတလုံးဤနဖားပေါက်ထဲသို့လှိတ်ကန်းတကောင်ဤဦးခေါင်းဂျုံဝင်ရန်တာဖြစ်လျင်ဖြစ်နိုင်ဖို့လွယ်သည်လူဘဝကိုရဖို့ရန်အလွန်မလဲကူကြောင်းဆိုသည်မနုဿတဘာဝတုံတဘောဟူ၍ဖြစ်နိုင်ရနိုင်ခဲသောအကြောင်းကိုညွန်ပြထားပေသည်ထိုမြခဲရင်သောဘဝကိုရရှိထားသောလူသည်မိမိဘဝကိုထိုက်ထိုက်တန်တန်အတုံးမချမကြိုးစားပဲသမုတ်တရားမှရေပွက်ကဲ့သို့လွယ်လွယ်နှင့်ပြတ်တုံးဆုံးပါသွားရမည်ဆိုလျင်အလွန်ပင်ရင်နာစရာနှမျောတတစရာဆုံးရှုံးခြင်းပင်ဖြစ်ပေလိမ့်မည်လူဘဝကိုရလာသည်ဆိုလျင်ဒါဝန်နှင့်ရပိုင်ခွင့်တွေရှိလာပေသည်လူသားအနေဖြင့်ဘဝဤတာယာခံစားမှုများကိုရယူခံစားနိုင်ပေသည်တို့ရာတွင်တာယာခံစားစရာများကအလွယ်တင့်ရောက်လာသည်မဟုတ်ပေမိမိကရရှိခံစားရအောင်ကြိုးစားအားထုတ်ရပေသည်လူတစ်ယောက်ဖြစ်လာလျင်လူတာဝန်ကိုထမ်းဆောင်ရပေသည်အလုပ်လုပ်ရပေသည်အလုပ်မလုပ်ပဲဘဝမတည်တံ့မတိုးတက်နိုင်ပေမွေးလာကလေးကဝမ်းခေါင်းချဲဖို့စုပ်ပြန်ကားလာဖို့ငိုယိုကြရသည်လေကိုရှူရှိုက်ရသည်ကိုခန္ဓာပွားစည်းဖို့အတွက်နှုတ်ချိုကိုအငမ်းမရဆိုလာရသည်ဤဒီတို့မှလည်းဒါဝန်နှင့်အလုပ်ပင်ဖြစ်ပေသည်လှုပ်เสียလှုပ်တင်ဒီကိုမလှုပ်လင်အသက်ရှင်နေလိမ့်မည်မဟုတ်ဘဝဆုံးပါသွားပေလိမ့်မည်လူဘဝတို့ရောက်လာ၍ကြီးပြင်းလာတဲ့နှင့်အမျှအစာစားရသည်တဘာဝအပူအေးပေးရန်တို့ကိုကာကွယ်ရသည်မိဘကဒါဝန်ယူပြုစုကျွေးမွေးသည်လည်းရှိ၍မိမိ၏နောင်ရေးတွင်မိမိဘာသာရက်တည်ရမည်ဖြစ်၍ကြိုတင်ပြင်ဆင်ရသည်လည်းရှိသည်ငယ်ပေါက်စကလေးများကိုမိခင်ငတ်မကြီးကအစာရှာဖွေယူလာ၍ခွင့်ကြွေးရသည်ပြန်ချိန်တန်လျင်အပြန်တင်၍မိမိအစာကိုမိမိရှာဖွေစားတောက်ရကဘဝကိုရက်တည်ရသည်လူများသည်လည်းထိုတိုင်းပင်ဖြစ်သည်ငယ်ရွယ်စဉ်ကစ၍အတတ်ပညာတင်ကြရသည်မှာဘဝတွင်အရင်အနည်းရှာဖွေစုဆောင်းရခြင်းဖြစ်သည်နှုတ်မှုပညာလက်မှုပညာအတိပညာအတတ်ပညာအရင်နည်းကောင်းရရှိအောင်နှစ်ကာလကြာရှည်ခက်ခဲပင်ပန်းစွာတင်ကြားစီးပူးရသည်ပညာတတ်လာပြီးအရွယ်ရောက်လျင်အလုပ်ရှာရသည်အလုပ်လုပ်ရသည်တက်တာလာသည်ကမဟုတ်အိမ်ယာထောင်ဖို့အတွက်အိမ်ထောင်ဖက်ရှာရသည်မှာလဲလွယ်ကူသည်မဟုတ်မိမိ၏ပြည့်စုံမှုကြိုးစားမှုတို့ပေါ်တွင်ရလက်တည်နေပေသည်အိုးနှင့်အိမ်နှင့်ဖြစ်လာသောအခါတွင်လဲဘဝရက်တည်ရေးတာဝန်ရှိသူများကိုပြုစုကျွေးမွေးရေးတိုးတက်ကြီးပွားရေးဘဝတာယာရေးတို့အတွက်အသက်မတေဆုံးမချင်းအားထုတ်ကြိုးစား၍အပင်ပန်းခံရပြန်ပေသည်လူတော်စင်တို့၏အမြင်ရဘဝစာတိဖြစ်ရခြင်းသည်ဆရာဗျာတိမရဏမအစဒုက္ခမျိုးမျိုးခံစားရန်ဒုက္ခတွင်ထဲသို့ခြေချခဲ့ခြင်းဖြစ်သည်ဟု၍ဖြစ်ပေသည်လူဘဝကိုရသည်မှာအရတော်လဲဒုက္ခများတာဝန်များနှင့်မကင်းပေဒုက္ခများတာဝန်များကိုထမ်းဆောင်ရန်တဘောတူအာမခံချက်ဖြင့်ဝင်လာခဲ့ခြင်းဖြစ်၍ဘဝအတွက်အလုံးလုံးရဒုက္ခနှင့်ရင်းနှီးရသည်မှာမထူးဆန်းပေလူဖြစ်လာလျင်လူတာဝန်များကိုပိုင်းခြားတည်ရမည်လိုလိုချင်းချင်းတာဝန်ခံယူရပေမည်လူတစ်ယောက်နေဖြင့်ရှေ့တင်းစရာကျင့်ဆောင်စရာများရှိပေသည်မြတ်စွာဘုရားသည်ပင်ဘုရားဖြစ်ကိုရရှိရန်ကြိုးစားအားထုတ်တော်မူရာတွင်ဘုရားဖြစ်ရောက်ရန်အတွက်၎င်းအဆွေမျိုးတို့ကိုကယ်တင်ခြေချွတ်ရန်အတွက်၎င်းလောကသူလောကသားတတ္တဝါများကိုကယ်တင်ဆောင်ပို့ရန်အတွက်၎င်းဝူတည်ရွယ်၍ဖြည့်ကျင့်အားထုတ်တော်မူရပေသည်ဘဝဤလောရက်ဟုသည်မြတွင်ဝူတည်ချက်ရှိပေသည်ထိုဝူတည်ချက်ကိုရှေးရှု၍ဖြည့်တင်းအားထုတ်ရပေသည်လူတစ်ယောက်ဖြစ်အလျင်ပါလုပ်ဖို့လိုသည်နီပါဦးတည်ချက်ရှိရမည်နီလူတိုင်းက
ဂျိုတင်တိရှိထားရန်လိုပေသည်ထိုအတီးလမ်းညွန်မှုဖြစ်ဘဝခရီးကိုလမ်းလျှောက်ရပေမည်လူတစ်ယောက်တွင်မိမိ၏ဘဝအတွက်လည်းဖြည့်ဆည်းအားထုတ်ရသည်မိမိဆွေမျိုးအတိုက်အဝန်းအတွက်လည်းကူညီပံ့ပိုးရပေသည်မိမိနှင့်အကျိုးကျေးဇူးဆက်ဆက်နေသောလူသားများနိုင်ငံသားများအတွက်လည်းအားထုတ်ဆောင်ရွက်ရပေမည်တန်နိုင်လျင်လူသားအလုံးအတွက်အကျိုးပြုနိုင်သောလုပ်ရများဒီထွင်မှုများကိုပေးချံခဲ့ရန်အားထုတ်ရပေမည်မိမိဘဝအတွက်အောင်မြင်အောင်လုပ်နိုင်သူသည်လူတော်ပင်ဖြစ်သည်လူတ attva များအတွက်အကျိုးပြုနိုင်သူဖြစ်ပါမူကားထိုသူသည်လူစွမ်းကောင်းပင်ဖြစ်ပေသည်လူသားများအတွက်ကာကွယ်ရင်းအသက်ဆွန့်သွားသောအာစာနီများလူသားအတွက်ဒီထွင်ကြံစလောက်ကန်ရင်းအသက်ဆွန့်သွားရသောအာစာနီများလည်းရှိပေသည်ထို့သောလူစွမ်းကောင်းအာစာနီတို့ကြောင့်လူများပင်အကျိုးခံစားရသည်များလည်းရှိပေသည်လူတို့ဒီထွင်ကြံစအားထုတ်ဆွန့်စားမှုအကျိုးကိုမိမိကခံစားနေုံသာမကမိမိဒီလည်းထိုသူတို့ကဲ့သို့လူသားတို့၏အကျိုးကိုတနည်းနည်းထမ်းဆောင်နိုင်သူမျိုးဖြစ်အောင်ကြိုးစားရပေလိမ့်မည်ဤသို့ဆိုလျှင်လူတစ်ယောက်၏တာဝန်သည်မတေးလှကြောင်းလူနိုင်စွမ်းသလောက်အတ္တိတရားရှိသလောက်လူတာဝန်များပြားနိုင်သည်ကိုတိနာလေနိုင်ပေသည်လူသည်မိမိဘဝရပ်တည်မှုတိုးတက်အောင်မြင်မှုအတွက်မိမျှလောက်ကြိုးစားအားထုတ်ရသည်မိမျှပင်ပန်းသည်ကိုသိရှိနိုင်ပေသည်လူဘဝတွင်ဘဝရပ်တည်ရေးတစ်ခုတည်းသောအတွက်ပင်လျင်အပြင်းထန်ရုန်းကန်ကြိုးစားကြရပေသည်လူတစ်ယောက်နှင့်တစ်ယောက်ဉာဏ်ရည်လုံလဝိရိယဘဝပတ်ဝန်းကျင်အခါခွင့်ကံကြိုးပေးစသည်မတူညီနိုင်ပေကြီးပွားတိုးတက်နေသူလည်းရှိသည်အခြေမလှပဲဘဝနှုံချနေသူလည်းရှိသည်ဤတို့ပင်ဖြစ်စေလူတိုင်းတိုးတက်ကြီးပွားလိုသောစန္ဒရှိကြသည်ဖြစ်ရာကြိုးစားမှုနိလမှန်ကန်လျင်ထိုက်တဲ့သောတိုးတက်မှုကိုရရှိမည်သာဖြစ်ပေသည်လူတိုင်းတွင်တဘာဝဖြစ်တည်ဖွဲ့စည်းမှုအရာဦးခေါင်းတစ်လုံးလက်နှစ်ဖက်ခြေနှစ်ဖက်အကူအညီရှိကြသည်ဦးခေါင်းနှလုံးလက်ခြေသုံးဖက်ရှိသူများတစ်ခါတရံထိုး၍ဖြစ်ပေါ်တတ်တော်လဲထိုတို့တဘာဝလွန်ကဲသူသည်အသက်ဆိုးပင်မရှိတတ်ပေအသက်ရှင်လျက်လဲဒါမှန်လူထက်ပို၍ထူးခြားသောစွမ်းရည်မရှိနိုင်ပေအများနည်းသူလူများတွင်ဦးခေါင်းတစ်လုံးချင်းတူတော်လဲအုံနောက်အစွမ်းချင်းအလောက်လောက်ပုံချင်းမတူညီပေဉာဏ်အရာ၌ထိုးထွင်းစဉ်းစားဉာဏ်မှတ်ဉာဏ်အင်အားကောင်းသူမကောင်းသူနေဖြစ်ကွာခြားတတ်ပေသည်တို့ရာတွင်ထိုဉာဏ်ရည်ကိုတိုးတက်အောင်လေ့ကျင့်ရယူနိုင်ပြီးဉာဏ်နည်းသူကလုံလဝိရိယဖြင့်ပံ့ပိုး၍ဖြည့်တင်းနိုင်ပေသည်လူဘဝတွင်ချောင်နေ၍မရသည်ကိုတိနာလေထားရန်လိုပေသည်ကလေးဘဝတွင်မတိနာမလဲသည်ကိုတိနာလေအောင်တွင်တင်၍အတိညာပေးထားရပေမည်လောကတွင်တစ်ပင်ရောတတ္တဝါများပါမတေမကြည်ပဲရှင်ကြံနေရန်အတွက်အာတွင်ကြိုးပမ်းရပေသည်အန္တရာယ်ကိုရှောင်ရှားပြီးအာဟာရကိုရှာဖွေစားတုံးကြရပေသည်ပေါ့တန်ရက်တီသောအပင်နှင့်တတ္တဝါတို့တက်ဆိုးမရှိနိုင်ပဲစောတွေပြက်ကြရပေသည်ကြံ့ခံနိုင်ပြီးလှုပ်တင့်ရာအလုတ်ကိုလောက်ကင်နေမှတက်ရှင်နေနိုင်ပေသည်အတက်မဲ့ဟုထင်ရသောတစ်ပင်သည်ရေကိုဆုပ်ယူရသည်လေထဲမှတန်ငွေကိုဆုပ်ယူရသည်မလိုသောတန်ငွေကိုထုတ်ပြရသည်အလင်းရောင်ဖြစ်အစာချက်လုပ်ရသည်မျိုးမတုံးအောင်မျိုးစေ့ပီစပေါက်ဖွားရသည်ရွက်ဟောင်းကျွေ၍ရွက်တစ်များပြန်လဲထုတ်လုပ်ရသည်ရာတီဥတုတန်ကိုကြံ့ရက်ခံရသည်လေနှင့်အလိုက်နှင့်ရင်း၍အမြင့်များကခိုင်တွယ်ကုပ်ထားရသည်လှုပ်တင်သောအလုပ်ကိုမလုပ်လင်ထိုတစ်ပင်သည်အသက်မရှင်နိုင်ပေထို့ပြင်တစ်ပင်လိုက်အတီးပွင့်များတီးပွင့်ရပေသည်အမြင့်အခောက်အရွက်စသည်တို့ကတနည်းနည်းအတုံးဝင်ပေးရသည်အာဟာရဖြစ်ဈေးဝါဖြစ်လေးကာဖြစ်အရိတ်ကာဖြစ်မြေစီထိန်အဖြစ်အလတစာအဖြစ်အကျိုးပြုပေးရသည်အကျိုးလုံးဝမပြုသောအပင်ကိုလူတို့ကခုတ်ထွင်ပစ်သည်ထင်းဆိုင်ပစ်မီကျွဲနွားကျွေးပစ်မီမှာတေချပေသည်တစ်ပင်တို့သည်ပြင်လင်ထိုတို့အလောက်ရပြီးလောကကျိုးဆောင်ရသေးလင်တက်ရှိတို့ဘဝအမြင့်ဆုံးလူသားဖို့ဆိုဖွယ်ရမရှိတော့ပေလှုပ်ရှားရမည်အားထုတ်ရမည်ရုန်းကန်ရမည်ကြံစီကြိုးစားရမည်သာဖြစ်ပေသည်ချမ်းသာသောလူမျိုးခြားဂုံတဲတူ၏ရှစ်နှစ်တာ
တားငယ်ကြောင်သားကလေးကိုအာလာတိခါမြေပဲလော်ထုတ်ပေးပြီးရောင်းခိုင်းဒီကိုတွေ့ရပေသည်မြင်ရသူများကထိုဖခင်အားခမည်းဒီလောက်ဆင်းရဲနေလားကလေးကိုပါဖြစ်လို့ဈေးရောင်းခိုင်းရတယ်လေဟုအဖြစ်တင်ပေသည်ထိုအခါထိုတထေးကရှင်းပြသည်သူတို့ပိုက်ဆံကိုဘလို့ရှာရတယ်ဆိုတာပိုက်ဆံရှာဖို့ဘလို့ပင်ပန်းခံရတယ်ဆိုတာလက်တွေ့တီထားစေခြင်းနဲ့ဒါမှပိုက်ဆံတန်ဖို့တီမယ်ပြီးတော့အယောင်းဝယ်ကိုလည်းစိတ်ဝင်စားပြီးလက်တွေ့လေ့လာလေ့ကျင့်ခွင့်ရမယ်ဒီလိုလေ့ကျင့်ပေးမှကြီးပြင်းလာရင်သူတို့ဘဝကိုထိုက်တန်ရှေ့ဆောင်နိုင်မယ်ဟူ၍ရှင်းပြပေသည်ထိုစကားသည်မှန်ကန်လေးနဲ့လှပေသည်ငွေကိုတက်တာနဲ့ပေါ်များတုံးဆွဲလာရတော့ကလေးသည်ဒီတို့များအောက်တက်ချေမီမဟုတ်ပေဘဝကိုနားလည်မည်လည်းမဟုတ်ပေငွေဆိုတာအဖေအိတ်ကထဲကရတယ်သမင်းဆိုတာလက်စစ်ပေါင်းအိုးထဲကရတယ်ဟူ၍နားလည်လာခဲ့သူသည်မိမိဘဝကိုဦးဆောင်ရန်ခက်ခဲပေလိမ့်မည်ပေါ့နေလာခဲ့တော့လူငယ်သည်ဘဝကိုမိစွမ်းအားဖြင့်ရင်ဆိုင်ရတော့မည့်အခါတွင်အခက်ခဲကြီးစွာတွေ့ရတတ်ပေသည်ကိုယ်တိုင်စင်စားဆင်ခြင်ခြင်းမပြုတတ်သောအရွယ်တွင်မိဘများကပြစ်ထားခြင်းဒုက္ခပေးခြင်းမဟုတ်ဘဝယဉ်နီးပေးခြင်းလူရဝင်အောင်ပညာအမွေနှင့်တရားဝင်အောင်ပြိုးထောင်ပေးရပေမည်ထိုမှတဆင့်ဘဝဆိုဒီမှာရုံးကန်ထူထောင်ယူရမည့်အရာဖြစ်ကြောင်းအတိညာဏ်ပေးရမည်ဘဝအတိမှန်မှဘဝမှန်နိုင်ပေသည်အရွယ်ရောက်လာလင်လဲဘဝတည်ရှိအောင်ကြိုးစားရပေမည်ဘဝတည်ဉဏ်ရင့်တန်စေသောစာပေများကိုဖတ်ရှု၍အဆုံးအမကိုခံယူရပေသည်တို့မှလည်းဘဝတွင်အခက်ခဲများဒုက္ခများကိုခံယူရသည့်အခါအတိတရားကြောင့်ခံနိုင်ရည်ရှိပေမည်အတိတရားကကြိုတင်ပြင်ဆင်ခွင့်ကိုလည်းပေးပေလိမ့်မည်လူဘဝရောက်လာလင်ကလေးဘဝမှစ၍တန်ရာအလုတ်လောက်ကြရပေသည်ပညာတင်ရကျောင်းတက်ရသည်မှာပျော်စရာလဲကောင်းသည်ပင်လဲပင်ပန်းသည်ဒုက္ခလဲရောက်သည်တို့ရာတွင်ရှောင်ဖယ်၍မရမိဘကိုကြောက်၍ကြောင်းသွားရသည့်အခါခံယူချက်စားတခြားကလေးများနေတူတို့မဟုတ်လူရက်ပို၍အရေးတွေးမြင့်မားတိုးတက်အောင်သာမိဘကအလုပ်ပေးနေသည်ဟုနားလည်မှုရှိစေရမည်ပညာတတ်၍မြင့်မားနေသူချမ်းသာနေသူများနှင့်ပညာမတင်ခဲ့၍ပင်ပန်းကြီးစွာဘဝရက်တည်နေရသူစည်ရင်နွားပါနေသူများကိုနိုင်ရှင်ပြရပေမည်အတိမှန်နှင့်ပညာတင်ရသောအခါပင်ပန်းမှုကိုခံနိုင်စွမ်းရှိပြီးပညာကြိုးစားလိုစိတ်ထက်တန်လာပေမည်ဤဒီမှာဘဝအစပင်ရှိပေသေးသည်တတန်းပြီးတတန်းပညာတင်ရကျောင်းတက်ရစာကြက်ရဂိမ်းစာလုပ်ရစာမေးပွဲဖြေရနှင့်တစ်နှစ်ပြေးလင်တစ်နှစ်အစင်းခံကြရသည်အတန်းအောင်ပွဲရအောင်ကြိုးစားရသည်ကျောင်းပညာမဟုတ်လင်လဲဘဝတက်မွေးဝမ်းကျောင်းဖြစ်ရမည်အတတ်ပညာရရက်ကိုမိဘနှင့်ပတ်ဝန်းကျင်မှတည်ယူကြရသည်မတတ်တာလင်လဲမိဘကိုတစ်ဖက်တစ်လမ်းကူညီလောက်ရသည်မိတို့ပင်ဖြစ်စေကိုယ်တိုင်မတိသေးသောအရွယ်တွင်မိဘကမှန်ကန်စွာလမ်းကြောင်းပေးရမည်ပစံမရှိ၍ပညာတင်မပေးနိုင်သောစင်ချေဖြစ်တာရမီနှင့်မွအောင်မပြုတင်ပေဓနီနည်းဖြစ်အတက်မွေးမှုပညာရအောင်တင်ကြားပေးရပေမည်တက္ကသိုလ်ပွဲရအောင်ဒီမပေးနိုင်ရုံနှင့်အချင်းနီးအချိန်မကုန်စေတင်ပေမိဘကခိုင်းစားရုံအတွက်သာမွေးထားခြင်းမျိုးလဲမဖြစ်စေရပေဘဝအစင်မပြေ၍တာရမီငယ်တို့၏အကူအညီလောက်အားကိုရယူရစေကမူသူတို့၏ဘဝရှိရေးအတွက်တာဝန်ကျေအောင်စဉ်းစားဆောင်ရွက်ပေးရမည်သူဘဝကိုတာဝန်မယူနိုင်သေးသည့်အရွယ်တွင်မိဘကရှေ့ဆောင်ကူညီပေးရမည်မိဘတာဝန်သည်ဒါသမီများအရွယ်ရောက်ယုံတာမကမိမိခြေပေါ်တွင်ရက်တည်နိုင်သည့်အထိပြိုးထောင်ပေးရပေမည်အတိတရားရှိသောအရွယ်တွင်လူရွယ်လူငယ်တို့ကလည်းတည်နာလည်မှုဖြင့်မိမိဘဝထူထောင်ရေးအတွက်ကိုယ်တိုင်ပါဝင်ရွက်ဆောင်ကြိုးပမ်းစေရပေမည်လူငယ်တို့ကလည်းဘဝအတွက်အတိတရားရှိရပေမည်မိဘကမတိတတ်၍ဖြစ်စေတာဝန်မကျေ၍ဖြစ်စေမတတ်မအားတစ်ဖြစ်ဖြစ်စေသားသမီးတို့၏ဘဝရက်တည်မှုအတွက်အကူအညီပေးထောက်ပံ့ထူထောင်မှုမပြုနိုင်စေကမူခရကန်ရှင်တို့ကမိမိတို့ဘဝအတွက်လှုပ်တင်လှုပ်ရာတို့ကိုလှုပ်ရပေမည်မိဘမေတ္တာများဖြစ်ခဲ့လင်ထိုတို့ပြုစုပြိုးထောင်နီလန်းပြမည်သူမရှိနိုင်ပေရာခရကန်ရှင်၏အတိတရားနှင့်ကြိုးစားမှုသည်အထူးလိုအပ်ပေသည်မိဘကဒါသမီအားဘဝတည်ရှိအောင်ပြုလုပ်ပေးခြင်းဖြင့်ခရကန်ရှင်၏ကြိုးစားမှုအကူအညီရရှိပြီးမိဘတို့၏တာဝန်လည်း
ပေါ်သွားပြီးတိုးတက်မှုလဲဘို၍ရရှိစေမည်ဖြစ်သည်အတိညာရင့်တန်တိုးတက်ဖွံ့ဖြိုးသောအရွယ်ရောက်ရှိလာလျင်ဘဝတိရှိရမည်ဖြစ်ပေသည်ဘဝတွင်မိမိတာဝန်ရှိသည်မိမိတို့ဆောင်ရွက်အားထုတ်လှုပ်ရှားရမည်ကိုသိရပေမည်ဘဝဤပန်းတိုင်ဘဝရည်မှန်းချက်ဘဝဤအခက်ခဲစူးညောင်ခလုတ်များဘဝဤပြဿနာများနှင့်ဘဝဤလောက်ပိုင်ခွင့်များကိုလည်းသိရှိရပေလိမ့်မည်